ဒီလူဟာတန်ကြိုးကြီးကြီးတွေပတ်ထားလျက်နဲ့ထောင်ထဲကနေလွတ်အောင်ပြေးနိုင်မလဲဆိုပြီးရဲတွေကိုစိန်ခေါ်လောင်းကြီးထက်ခဲ့ပါတယ်။ဒါကိုမဖြစ်နိုင်အောင်လုပ်ဖို့အတွက်ရဲတွေကသူ့ကိုတိတန့်အကျဉ်းခန်းထဲမှာပိတ်လောင်ပါဇက်ကိုပိတ်ဆို့ပြီးအပြင်ကနေဘယ်သူမှကူညီလို့မရအောင်တေချာလုပ်ခဲ့ကြပါတယ်။ကြီးကြပ်ရေးမှူးကတော့အနိုင်ရဖို့တေချာလုံးလုံးမတိုင်ခင်ကတည်းကသူနဲ့အတူအောင်ပွဲခံတပ်ပုံတောင်တွေ့ရခဲ့ပါသေးတယ်။ဒါပေမဲ့တကားပိတ်သွားတဲ့အချိန်မှာပဲအဲ့ဒီလူကသူ့လက်တွေကိုဖြည်းဖြည်းချင်းလှုပ်ရှားလိုက်ပြီးစက်ထမမြောက်လက်ချောင်းတစ်ချောင်းကိုဖော်ပြလိုက်ပါတယ်။သူကအဲ့ဒီလက်တူကိုချွတ်လိုက်ပြီးအောက်မှာဝတ်ထားတဲ့တော့တစ်ချောင်းကိုထုတ်လိုက်ပါတယ်။ကြီးကြပ်ရေးမှူးပြန်ရောက်လာတဲ့အချိန်မှာတော့အကျဉ်းခန်းဟာဘာမှမရှိတော့ပဲဗလာဖြစ်နေပါပြီ။သူ့ရဲ့ထွက်ပြေးမှုကလူတိုင်းကိုတုံးလုံးသွားစေခဲ့ပေမဲ့အဲ့ဒီလူကတော့ဒီလောက်နဲ့မရက်သေးပါဘူး။သူကိုယ်သူထပ်ပြီးတက်တည်ပြဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူဟာတန်ကြိုးတွေတင်းတင်းကြပ်ကြပ်ပတ်ထားလျက်နဲ့တရားဒဇင်းပေါ်မှာရက်နေပါတယ်။သူ့အောက်မှာတော့ရေခဲပေါက်တစ်ပေါက်တည်းပဲပွင့်နေပြီးထူထဲတဲ့ရေခဲတွေနဲ့လုံးဝဖုံးလွှမ်းနေတဲ့အေးခဲနေတဲ့အိုင်တစ်ခုရှိနေပါတယ်။သူဟာဘာမှမတွန့်ဆုတ်ပဲအောက်ကိုတက်တက်ခုန်ချလိုက်ပါတယ်။သူဖြောပြေးတာကိုကြည့်ဖို့အတွက်ထောင်ပေါင်းများစွာသောလူတွေဟာအဲ့ဒီနေရာမှာစုဝေးနေခဲ့ကြပါတယ်။သူအေးခဲနေတဲ့ရေထဲကိုကျသွားတာနဲ့တန်ကြိုးတွေကသူ့ကိုပို့ပြီးလက်တစ်ထက်နှက်အောင်ဆွဲနှက်ပါတော့တယ်။လူအုပ်ကြီးကတော့ဒီတစ်ချိန်မှာသူမလွတ်နိုင်တော့ဘူးလို့ယုံကြည်ပြီးငြိမ်သက်စွာကြည့်နေခဲ့ကြပါတယ်။ဒါပေမဲ့သူကသူ့ခြေပွားအောက်မှာနောက်ထပ်တော့တစ်ချောင်းဝတ်ထားခဲ့တာကိုသူတို့မသိခဲ့ကြပါဘူး။သူကသူ့လက်မောင်းတွေမှာပတ်ထားတဲ့တန်ကြိုးတွေကိုမြ мян ဆန်ဆန်တော့ဖွင့်လိုက်ပြီးသူ့လက်ဘေးမှာပတ်ထားတဲ့တန်ကြိုးကိုလွတ်အောင်အသေးအတန်ကြိုးစားပါတယ်။နောက်ဆုံးမှာတော့သူရုံထွက်နိုင်ခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရေစီးကြောင်းကသူ့ကိုရေခဲပေါ်ကအပေါက်နဲ့ဝေးရကိုမျှော့ပစ်လိုက်ပါပြီအခုဆိုသူဟာတန်ကြိုးတွေကနေလွတ်မြောက်သွားပေမဲ့ပိတ်မိနေတော့မှာပဲသူအသက်ရှူရက်လူနေပါဖြစ်နေတဲ့အချိန်မှာပဲသူ့ကိုလမ်းပြပေးနေတဲ့သူ့အမေရဲ့ပုံရိပ်ရောင်တစ်ခုကိုရုတ်တရက်မြင်လိုက်ရပါတယ်ဒိန်းနီကကျွန်တော်အမေရဲ့အတန်ကိုဘေးကင်းရစီလမ်းပြပေးခဲ့ပါတယ်ဒါဟာကျွန်တော်သူ့ကိုပြောပြခဲ့တဲ့ပုံစံပါ